American singer and comedian Oliver Tree, believed to be Helicopter into EDC to play the biggest dubs in traffic, worth every penny. အားလုံးပဲမြင်ရပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကဘာတဝမ်းကပရိသတ်တန်ပေါင်းများစွာတီးကြတဲ့ Oliver Tree ရဲ့ရုပ်တရက်တည်ဆုံးမှုအကြောင်းကိုတိတိကျကျပြောပြပေးသွားမှာဖြစ်ပါတယ်2026ခုနှစ်ဇွန်လ14ရက်နေ့မှာဘရာဇီးနိုင်ငံမှာရှိတဲ့ Rio de Janeiro မြို့အနီးမှာရဟန်းရင်နှစ်စီးလေထဲမှာတိုက်မိပြီးတော့လူ6ဦးသေဆုံးခဲ့တယ်လို့သတင်းတွေမှာတွေ့ရပါတယ်ဒီသေဆုံးမှုတွေထဲမှာအသက်32နှစ်အရွယ်အမေရိကန်အဆိုတော် Oliver Tree လည်းပါဝင်ခဲ့တယ်လို့နိုင်ငံတကာသတင်းဌာနကြီးတချို့ကနေပြီးတော့ဖော်ပြခဲ့တယ် Oliver Tree ဆိုတာဘာလို့လဲမသိသေးတဲ့သူတွေအတွက် Oliver Tree ရဲ့နာမည်အပြည့်စုံက Oliver Tree Nickel ဖြစ်ပါတယ်ပြီးလို့ရှိရင်သူကသူ့ရဲ့ life goal on Meet you every ဒါတိလာခဲ့ကြတာအထူးသဖြင့်ဆိုလို့ရှိရင် TikTok မှာ live ကိုဝင်တဲ့ချင်းဟာ viral ဖြစ်ခဲ့ပြီးတော့လူငယ်တန်းပေါင်းများစွာသိရှိလာခဲ့ကြခြင်းပဲဖြစ်ပါတယ်သူရဲ့ထူးခြားတဲ့သပင်ပုံစံဘယ်လိုပြောပြရမလဲဆိုလို့ရှိရင်ဂျာရစ်ပုံစံပေါ့နော်ပြီးလို့ရှိရင်သူဝတ်တဲ့အဝတ်အစားပုံစံတွေသူ့ရဲ့ဟာတာဆန်တဲ့ music video တွေကြောင့်လည်းဒါတော်တော်လေးပေါက်ခဲ့တယ်တော်တော်လေးလူသိများခဲ့တယ်လို့ပြောလို့ရပါတယ်မတော်တဆမှုဘယ်လိုဖြစ်ခဲ့တာလဲဆိုလို့ရှိရင်2026ခုနှစ်ဇွန်လ14ရက်နေ့မနက်ပိုင်းမှာရဟန်းရင်နှစ်စီးကRio de Janeiro မြို့အနောက်ဘက်ဒေသပေါ်မှာလေထဲမှာတိုက်မိခဲ့တယ်။တိုက်မိပြီးတဲ့နောက်ပိုင်းမှာရဟန်းရင်တစည်းဟာကားအယောင်းဆိုင်တစ်ခုရဲ့ပါကင်ဧရိယာပေါ်ပြုတ်ကျသွားခဲ့ပြီးတော့မီးလောင်ကျွမ်းမှုကြီးဖြစ်ပွားခဲ့တယ်လို့လည်းသိရတယ်။တင်းစစ်ကားအထဲမှာအစီး20ခန့်မီးလောင်ပျက်စီးခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒီသုံးသူအနေနဲ့6ဦးကိုတော့ကယ်တင်နိုင်ခဲ့ခြင်းမရှိပါဘူး။ Oliver Tree က World Tour ခရီးစဉ်အဖြစ်နဲ့ဘရာဇီးကိုရောက်ရှိနေတဲ့အချိန်ဒီမတော်စားမှုဖြစ်ခဲ့တယ်လို့လည်းသတင်းတွေမှာရေးသားခဲ့တယ်။အခုချိန်ထိကတော့ဘာကြောင့်တိုက်မိခဲ့တာလဲဆိုတာကိုဒီရက်စဉ်လူဘာကြောင့်တိုက်မိခဲ့လဲဆိုတာကိုလက်ရှိအချိန်ထိဒါဘရာဇီးအာဏာပိုင်တွေကလည်းစုံစမ်းစစ်ဆေးနေတယ်ဖြစ်ပါတယ်။တရားဝင်ထုတ်ပြန်ချက်မထွက်သေးပေမဲ့ကနဦးစုံစမ်းမှုတွေအရတော့ human error ဖြစ်နိုင်တယ်လို့လည်းသတင်းတချို့ကတော့ဖော်ပြထားပါတယ်။သတင်းထွက်ပေါ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ X ပေါ်တွေပြီးလို့ရှိရင် Instagram, TikTok နဲ့ YouTube ပေါ်တွေမှာပရိသတ်တန်းပေါင်းများစွာဝမ်းနေကြောင်းတွေလည်းရေးသားခဲ့ကြတယ်။ဒီ live ကိုဝင်ခြင်းနဲ့ကြီးပင်းလာခဲ့ကြတဲ့လူငယ်တွေအများပြားလည်းသူတို့ရဲ့အမှတ်တရတွေကိုလည်းမျှဝေခဲ့ကြပါတယ်။လက်တော်ကျွန်တော် social media တွေပေါ်မှာ Oliver Tree တည်ဆုံးပြီဆိုတဲ့သတင်းတွေကတကယ်တည်းပြန့်နှံ့နေတယ်။ဒါပေမဲ့ဒီသတင်းကတကယ်မှန်ခဲ့တာလားဒါမှမဟုတ်လို့ရှိရင် marketing stunt တစ်ခုလားဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာလေ့လာသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့နိုင်ငံတကာသတင်းမီဒီယာတချို့က Oliver Tree ရဲ့ဘရာဇီးနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ရဟန်းမတော်တဆမှုတစ်ခုတွင်တည်ဆုံးခဲ့တယ်လို့ဖော်ပြခဲ့တယ်။ဒီသတင်းကိုလည်းသတင်းဌာနအကြီးတချို့ကပါရေးသားဖော်ပြခဲ့တာကြောင့်ပရိသတ်အများစုကတော့ယုံကြည်သွားခဲ့တယ်။ဒါပေမဲ့တန်တရားဖြစ်စရာအချက်တချို့ကလည်းရှိတယ်ဗျာ။ Oliver Tree ကအရင်တော့ဆိုလို့ရှိရင်သူ့ရဲ့ Evan အသစ်တွေတချင်းအသစ်တွေမထွက်ခင်မှာထူးဆန်းတဲ့ marketing campaign တွေကိုခဏလုပ်လို့ရှိတခါတရံမှာ Oliver Tree အမှုပညာလောကကနေအနားယူတော့မယ်လို့ပြောခဲ့ဘူးတလို့မျိုးတမင်တကာပရိသတ်တွေအားအသင့်နေမဲ့ content တွေကိုလည်းပြုလုပ်ခဲ့မှုပါတယ်တခါတည်းကြလို့ရှိရင် Oliver Tree တည်သွားပြီလို့ပါတော့ဒီလိုမျိုးဟာတွေကိုလည်း Oliver Tree ကချပြခဲ့ပြီးတယ်ဒါကြောင့်ပရိသတ်တချို့ကအခုသတင်းရလည်း Evan promotion ဒါမှမဟုတ်လို့ရှိရင် marketing stunt တစ်ခုဖြစ်နိုင်တယ်လို့ယူဆနေကြတယ်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ Oliver Tree ရဲ့ official YouTube channel တွေ Instagram account တွေတခြားတရားဝင် social media account တွေနဲ့ရှင်းလင်းတဲ့ကြေညာချက်တွေကမတွေ့ရသေးဘူး။တာမန်အားဖြင့်ဆိုလို့ရှိရင်ကမ္ဘာကျော်အနုပညာရှင်တဦးသေဆုံးခဲ့တဲ့အခါမှာမိသားစု manager ဒါမှမဟုတ်လို့ရှိရင် record label ဘက်ကနေပြီးတော့တရားဝင်ထုတ်ပြန်ချက်တွေထွက်လာလေးရှိပါတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ Billboard တွေပြီးလို့ရှိရင် New York Times ဒီလိုမျိုးတကယ်သတင်းမီဒီယာအကြီးတွေကနေလည်းဒါတရားဝင်ဖော်ပြကြတယ်ပေါ့နော်။ဒီလိုမျိုးတကယ်နာမည်ကြီးနုပညာရှင်တူသေဆုံးတဲ့အခါမှာဆိုလို့ရှိရင်ဒီသတင်းတွေပေါ်မှာဒါတော်တော်လေးကိုအော်တောင်းနေဖြစ်ပြီးတော့လဲဒါတော်တော်လေးကိုခရိုက်မှာသိကြတယ်ဒါပေမဲ့အခုလက်ရှိအချိန်ထိကိုအဲ့ဒီလိုမျိုးတရားဝင်အတည်ပြုချက်များကိုလူများမတွေ့ရသေးဘူးအဲကြောင့်မလို့ social media ပေါ်မှာညှင်းခုန်မှုတွေလည်းဖြစ်နေတယ်တချို့ကသတင်းမီဒီယာတွေယုံကြည်ကြပြီးတော့ Oliver Tree သေဆုံးခဲ့တယ်လို့လည်းယူဆနေကြတယ်တချို့ကတော့ဒါ promotion တစ်ခု marketing stunt တစ်ခုပဲဖြစ်တယ်လို့ဆိုပြီးတော့လည်းပြောနေကြတယ်။ဒီအချိန်မှာတော့ကျွန်တော်တို့အမှန်တရားကိုတည်ပြုနိုင်မှုအတွက်ကတော့ official statement တွေထွက်လာမလားဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဗီဒီယိုကြည့်နေသူတွေအနေနဲ့ social media ပေါ်ကသတင်းတိုင်းကိုချက်ချင်းမယုံကြည်ဘဲနဲ့သတင်းရင်းမြစ်နဲ့တရားဝင်အတည်ပြုချက်တွေကိုစစ်ဆေးကြဖို့လည်းအကြံပြုချင်ပါတယ်။အဲ့တော့ခင်ဗျားတို့ရော Oliver Tree သေဆုံးပြီဆိုတဲ့သတင်းကိုရှုံလားဒါမှမဟုတ်လို့ရှိရင် marketing stunt တစ်ခုပဲလို့ထင်လား comment မှာမင်းတို့ရဲ့အမြင်ကိုလည်းရေးခဲ့လို့ရပါတယ်ပေါ့နော်။ကျွန်တော်အနေနဲ့ပြောချင်တာကတော့ကျွန်တော်နေ့ရတော့ပေါ့နော်ကျွန်တော်အဲ့ဒီဘရာဇီးနိုင်ငံရဲ့ဟို YouTuber တယောက်ဖြစ်တဲ့ဘဲပေါ့နော်အဘဲနဲ့ Oliver Tree ကသူတို့ဒီသူလေရင်တိုက်တယ်ဆိုတဲ့ဒီ14ရက်နေ့မတိုင်ခင်မှာသူတို့ TikTok မှာလည်း TikTok ဗီဒီယိုလေးတင်ခဲ့တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက် YouTube မှာလည်းအဲ့လိုမျိုး vlog ဗီဒီယိုတစ်ပုဒ်တင်ခဲ့တယ်ပေါ့နော်အဲ့ဒီဗီဒီယိုထဲမှာလည်းသူက Oliver Tree သေသွားပြီဆိုတဲ့အကြောင်းကိုသူကတိတိကျကျမပြောထားဘူးဗျာ
ပြီးလို့ရှိရင်လည်းသူ့ရဲ့အောက်က description မှာဟာလေသူက Oliver 3ရတကယ်ကောင်းတဲ့ဆိုတော့ပါပေါ့နော်ပြီးလို့ရှိရင်သူ့ကြောင့်နဲ့လူတွေဘယ်လိုမျိုးစိတ်သက်သာရခဲ့တယ်ပြီးလို့ရှိရင်သူကတကယ်ကိုယူသားဖြောင်းမဲ့တဲ့သူတယောက်ပါပြီးတော့သူ့ရဲ့အခု Evan ကြီးကလည်းရှေ့ကောင်းပါတယ်တွားပြီးနားထောင်ပါဆိုပြီးတော့သူကဒီလိုမျိုးဝမ်းနဲ့တလူလူပါလို့သူကဒီလိုမျိုးပဲပြောထားတာတကယ်တည်ရလို့လေသူကထဲမှာထည့်ပြီးတော့မရေးထားဘူးပေါ့နော်အဲ့တော့ဒါကြီးကတကယ်ပဲ marketing stand တစ်ခုပဲလားတကယ်ပဲတည်သွားလားဆိုတာတော့တော်တော်လေးတော့စဉ်းစားစရာဖြစ်နေပါတယ်အဲ့တော့ခင်ဗျားတို့ရဲ့အမြင်ကိုလည်းအောက်က comment အောက်မှာဝင်ရောက်ရေးခဲ့လို့ရပါတယ်အဲ့တော့ဒီနေ့ video ကတော့ကျွန်တော်ဒီလောက်နဲ့ပဲဆုံးသက်ချင်ပါတယ်နောက် video ကြမှာပဲပြန်တွေ့ကြပါမယ်